ဒီတယောက်ကနှစ်ပေါင်း100ကျော်ကချမ်းရွှန်းကိုင်းရဲ့နံပါတ်1ပါရမီရှင်ပေါ့ဟက်ငါကပဲဘလောက်တောင်ထူးခြားနေမလဲလို့တကယ်တော့ဝိညာဉ်စွမ်းအားတောင်မရှိတဲ့လူသားမှန်တယောက်ပဲကိုကြောက်ဖုံးမင်းဘာတွေပြောနေတာလဲငါဆရာကအမြဲပြောတယ်ဦးလေးလေးဟာသူခေတ်သူအခါကဘလောက်တောင်ပါရမီထူးခြားပြီးဂိုင်းသားတွေအားလုံးရဲ့အားကြလေးစားမှုကိုခံခဲ့ရလဲဆိုတာကိုပေါ့ဒါပေမဲ့ဒီနေ့လူကိုယ်တိုင်တွေ့လိုက်ရတော့မင်းကစီနီယာရှောင်ရဲ့ဒုတိယတစ်ပဲ့လားသူ့ရဲ့ပထမတစ်ပဲ့ကဘာတူလဲစီနီယာအကိုကြီးကရှောင်ဖိန်ဟန်ပါလွန်ခဲ့တဲ့3နှစ်ကတည်းကရွှေရဲအဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီးအခုတော့အပြင်မှာလေ့ကျင့်နေပါတယ်အင်းမစိုးပါဘူးကြောက်ညီလေးပြဿနာမရှာစမ်းနဲ့ဒါကဦးလေးလေးလေဦးလေးလေးအတုံးမကျတဲ့လူတစ်ယောက်ကဒီလိုခေါ်ခံရဖို့ထိုက်တန်လို့လားဒီကောင်လေးကတော့အတော်လေးကိုအရိုက်ခံချင်နေတာပဲအခုခေတ်ကလေးတွေကဒီလောက်တောင်လူကြီးမလေးမစားဖြစ်နေကြပြီလားမင်းကရဲတောင်ရဲနိုင်သေးတယ်ပေါ့မရဲလို့ဘာလို့ရမှာလဲငါရဲ့ဒီလိုခန္ဓာကိုယ်အခြေအနေနဲ့ရန်သွားဖြစ်လို့လည်းမရဘူးသူ့လက်မျိုးတစ်ချောင်းစာတော့ငါ့ကိုအပေါက်ဖောက်သွားနိုင်တယ်အပြင်ကိုရှောက်သွားနေတာလားအင်းဘိုက်စာနေပြီလားမင်းရင်ကအကြိုက်ဆုံးဟင်းချို့ကိုမိဖို့ချောင်မှာလှုပ်ခိုင်းထားတယ်စီမီယာအကိုငါမလိုဘူးလို့ပြောပြီးပြီလေ